သာသနာတော်နှစ်2569နှစ်ကောဇာတက္ကရာ1385ခုနှစ်ပထမဝါဆိုလဆန်း6ရက်2023ခုနှစ်ဇွန်လ23ရက်တောက်ကြနေ့၌အွန်လိုင်းမှာဟောကြားအပ်သောကဘာဥကာလလူသားများဤစိတ်နေသဘောထားများမြတ်စွာဘုရားဟောထားတဲ့တိကနိကေမှာအခဉ္ညာတုတ်ဆိုအခဉ္ညာရဲ့အဓိပ္ပာယ်ကအခဆိုတာအစပထမညာဆိုတာသိဖို့ကဘာဥအကြောင်းသိကောင်းစရာဒီလိုဆိုလို့တယ်ပေါ့ကဘာဥကျမ်းလို့လည်းပြောလို့ရတယ်ခရစ်ယာန်တွေမှာလည်းကဘာဥကျမ်းဆိုတာရှိတာပဲသူတို့မှာလည်းနော်ဒါကဘုရားဘာသာနဲ့ပတ်သက်တဲ့ကဘာဥကျမ်းဒါကြောင့်မို့အခဉ္ညာကိုဒီတော့ကိုဖွင့်ဆိုတဲ့အခါမှာအထက်ကရာတွေကဘယ်လိုရေးတုံးဆိုလောကုပ္ပတ္တိဝန္တကထာလို့ရေးတယ်လောကုပ္ပတ္တိဆိုဩကတလောကကြီးဖြစ်တည်လာဖို့အစဉ်ဆက်ကိုဖော်ပြတဲ့ကျမ်းပေါ့လောကုပ္ပတ္တိဆိုလောကရဲ့ဖြစ်မှုဆိုဒါအဲ့ဒီပါဠိစာပေမှာအထက်ကရာတွေသုံးထားတယ်မြတ်စွာဘုရားကတော့အခဉ္ညာလို့သုံးတယ်အခဉ္ညာဝန္တိညာဆိုအခဆိုတာဘယ်အစလာလဲဆိုတာအစပထမအဝအစကိုဖော်ပြတာဝန္တိညာဆိုတာအမျိုးအနွယ်ပဲအသက်ဆင်းလာတဲ့ဆိုတာဖော်ပြတယ်အဲ့ဒီစကားလုံးလေးတွေကပါဠိမှာဘုရားကိုယ်တိုင်သုံးခဲ့တဲ့စကားလုံးတွေပေါ့အဲ့တော့မြတ်စွာဘုရားကကဘာပြက်ပုံနဲ့ကဘာတီးရှိပုံကိုအသေးစိတ်တော့မဟောဘူးသို့တော့ကဘာဥကာလလူသားတွေရဲ့အစပထမကိုတော့သိစိတ်ဟောတယ်တရဝစတင်ဖြစ်ပုံတော့မဟောဘူးဘာလို့မဟောတော့ဆိုမနေ့ကပြောရတဲ့အတိုင်းမြတ်စွာဘုရားကတရဝရှိတယ်လို့လက်ခံထားတာမရှိဘူးတရဝဆိုတာကိုလက်ခံထားဘူးမြတ်စွာဘုရားလက်ခံထားတာယုံနဲ့နာမဲ့လက်ခံအဲ့ဒီယုံနဲ့နာကိုဒုက္ခလို့ပဲသတ်မှတ်တယ်ပရိစ္ဆေသောဘမှာလည်းဧဝမေတ္တကေဝလတဒုက္ခခန္ဓတသမုရေယောဟောတိဒုက္ခခန္ဓတနိရောဓဟောတိဒုက္ခအစုလို့ပဲသတ်မှတ်လိုက်တယ်အဲ့တော့ဘုရားဟောတာဒုက္ခလို့ပဲဟောတယ်တတ္တဆိုတဲ့အနေထားနဲ့မဟောဘူးဒါကြောင့်မို့တရဝအကြောင်းနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားတရဝရှိတယ်လို့မယူဆသည့်အတွက်ကြောင့်တရဝအကြောင်းနဲ့ပတ်သက်လာရင်နှုတ်ဆက်နေတယ်မရှိတာကိုမပြောဘူးပေါ့နော်တကယ်ရှိအဲ့တော့တရဝလို့ထင်တာကဣတုရှင်ပေါ့ဥမာမဲ့စရုပ်တရုပ်ကိုလူအစ်စ်လို့ထင်နေတာဣတုရှင်ပဲခဏခေတ်မှာဆိုပိုနာလဲစရာရှိတယ်ပေါ့နော်ဘာလို့လို့ဆိုတိုးတက်ဖြစ်ပေါ်လာတဲ့ဒီစရုပ်တွေကရုပ်အတုတွေကပေါ်လာတယ်လေခုခေတ်မှာလူတွေရဲ့ AI နိပညာဆိုလို့နော် artificial intelligence လူတွေရဲ့အတုလောက်ထားတာတွေကပို့ပြီးတော့လူနဲ့တူလာတယ်လူနဲ့တူလာတော့အဲ့ဒါတွေကိုတွေ့တဲ့ပုဂ္ဂိုလ်တွေကတကယ်လူလို့ထင်လာမှာပဲအခုလေရုပ်နဲ့နာပေါင်းစပ်ပြီးတော့လှုပ်ရှားတာကိုလူလို့ထင်လာကြတာအဲ့ဒီအထင်ကိုဘုရားရဲ့တရားတော်ရာအစင်မြင်လို့ရှင်ဖြောက်ရမယ်သူကအဲ့ဒီဖြောက်နိုင်မှဒိဋ္ဌိဝိသုဒ္ဓိဆိုတာဖြစ်တာအဲ့ဒါမဖြောက်နိုင်သေးရင်အယူဤစင်ကြယ်မှုသို့မဟုတ်အသိပညာဒီပညာဟာအစင်မြင်လာတဲ့ဘုရားရဲ့ပညာဟာနော်အစင်မြင်လာတဲ့အစင်ရောက်လာတဲ့အခါကျတော့တရဝမရှိဘူးဆိုတဲ့အမြင်ကိုမြင်လာအောင်ကြိုးစားမြင်ဒါတကယ်အမှန်မြင်မယ်ဣတုရှိပြောက်တယ်လို့ပြောမှာပေါ့မျက်စိလဲပြီးတော့လူတွေကထင်မှတ်နေတာညမောင်မိုက်တဲ့အချိန်မှာကြောက်တတ်တဲ့လူတယောက်ကသင်္ကုတ်တို့ကြီးကိုမြင်တဲ့အခါမှာသူကကြောက်တဲ့စိတ်ပေါ်တော့တစေတရေကြီးတို့ကုတ်တုတ်ကြီးထိုင်နေတယ်လို့ဆိုရင်သူကြောက်စိတ်တွေပို့များလာတာ
အဲ့ဒါအလင်းအားနဲ့ဓာမိနဲ့ဖြစ်စီထိုးပြီးတော့ကြည့်လိုက်တော့နော်သင်္ကုတ်ကြီးဆိုတာသိတာနဲ့ကြောက်တာမရှိတော့တဆေးလို့ထင်မှကြောက်တာသူကြောက်တတ်တဲ့အရာလို့ထင်မှကြောက်တာအဲ့ဒါလိုပဲအထင်အမြင်က၆လတ်တတ်တယ်ပေါ့အထင်အမြင်ကလူကိုလည်းဆွဲလန်းစေတတ်တယ်ဆွဲလန်းစေတတ်တယ်လှပတဲ့အရာဝတ္ထုတွေကလူရဲ့စိတ်ကိုဆွဲဆောင်ကြောက်မဲ့ဖွယ်အရာတွေကလူရဲ့စိတ်ကို၆လန်းတတ်တယ်ဒါသဘာဝပဲနော်အဲ့ဒါတွေကိုပျောက်အောင်လုပ်ထားပဲအမှန်တော့ဗုဒ္ဓရဲ့နိစ္စနကအဲ့တော့အခင်ညလို့ဆိုတဲ့ကဘာဥကာလကဘာကြီးဟာစတင်ပြီးတော့တိဆောက်လာတာတိဆောက်နေတဲ့အချိန်ကိုပဲရှစ်ပိုင်းမဟုတ်ဘူးလပိုင်းမဟုတ်ဘူးနှစ်ပိုင်းတော့မဟုတ်ဘူးတာမန်နှစ်မဟုတ်ဘူးနှစ်သိမ့်ချီကြတဲ့မရေးမတွက်နိုင်တော့ကြာတဲ့အတိုင်းတာကာလကြီးတစ်ခုဖြစ်တယ်ဒါမှမဟုတ်သင်္ချေက၄ခုဆိုတာနော်ကဘာကြီးစတဲ့တိဆောက်နေတာကအကြာကြီးပဲနာနေနဲ့ခတ်တွေစုံသွားပြီဆိုရင်တိဆောက်ခြင်းလုပ်ငန်းပြီးသွားပြီဒါပေမဲ့တိုးတက်ပြောင်းလဲမှုတွေရှိနေဦးမှာပဲအဲ့တော့ကဘာကြီးစတင်တာကိုတနည်းပြောရတဲ့အတိုင်းမိုးရွာခြင်းကစတင်ခဲ့တာမိုးရွာတာကဥရုကြောင့်ရွာတာပဲဒီခဏခေတ်လူတွေနားလဲတဲ့ဒါပို့ပြီးတော့သိလာကြတယ်ဥတုကြောင့်ရွာလာတာအဲ့ဒီဥတုကပဲထိန်းချုပ်သွားတာပဲအဲ့ဒီမိုးပေါက်ကြီးဟာအာဂတထဲမှာတပေါက်ထဲပဲဖြစ်တယ်အဲ့ဒီတပေါက်ထဲကအောက်ကလည်းလေတုကြီးကခံထားတယ်ဘေးကလည်းလေတွေပတ်ရန်နေတယ်အပေါ်ကလည်းလေရဲ့ဖိအားရှိတယ်ဆိုတော့ကြဘက်ပေါ်မှာတီးနေတဲ့ရေပေါက်ကြီးလိုပဲဘာနဲ့တူတော့ဆိုဖန်လုံးကြီးလိုပေါ့နော်ခုကဘာလုံးလို့ဖန်လုံးကြီးပဲဖြစ်မှာရှေ့ကအဲ့လိုအလုံးကြီးအဲ့ဒါကနေပြီးတဖြည်းဖြည်းကြာလာတဲ့အခါအပေါ်ချောတင်လာတယ်နွားနုချက်တဲ့အခါမှာနှုတ်ကနအပေါ်ကနေမလိုင်းတက်လာတယ်လို့ပဲဥရုယတိရဲ့ပြောင်းလဲမှုကြောင့်ရှေးပြင်းအပေါ်ကနေပြီးတော့မလိုင်းတက်တယ်လို့အစီအနှစ်တွေကပေါ်လာတယ်ဒါတကယ်လောကမှာဖြစ်နိုင်တဲ့အရာတွေလေဖြစ်နေတာကိုတမန်အပြင်တွေ့နိုင်တာအဲ့ဒီမြေစီမြေလွှာတွေပေါ်လာတဲ့ချိန်မှာဆိုလို့ရှိရင်လူလောကကြီးကပြန်ပြီးတိဆောက်တဲ့အပိုင်းမှာလူသားတွေရဲ့အစဟာဟိုဒုတိယဇံပုံကနေပြီးတော့ပြမတွေကတက်တန်းစီလို့သေဆုံးလာပြီးတော့ဒီမှာလာဖြစ်ကြတာလာဖြစ်တော့ကဘာဥလူသားတယောက်ဟာပြမကလာဖြစ်တယ်ဆိုပေမဲ့ပြမသေပြီးမှဖြစ်တာပြမကြီးတွေဆင်းလာတာမဟုတ်ဘူးနော်ပြမကသေဆုံးပြီးတော့ဒီမှာတတော်မွေးဖွာတာပေါ့ပြန်လိမ့်မွေးဖွာခြင်းပေါ့အဲ့လိုမွေးဖွာလာပြီးတော့အဲ့တော့မြတ်စွာဘုရားကတတော်အစကိုတော့မပြောဘူးလူသားတွေရဲ့အစကိုပြောတယ်လူသားတွေအစမှာပြမကြီးတဲ့တက်တန်းစီလို့လူပြည်လူလောကမှာအမေမရှိအဖွေမရှိအကြောင်းတရားအကြောင်းပွားကနေပေါ်လာတဲ့ဥပပတ္တိပတိတ္တိဒါကြောင့်မို့ကဘာဥလူသားတွေကဥပပပတိတ္တိနေတယ်လို့ပြောတာလူသားတွေမွေးဖွားနိုင်တာနီလန်၄သွယ်ရှိတယ်နီလန်၄သွယ်နဲ့မွေးဖွားတယ်နီလန်၄သွယ်ဆိုတာဥကမွေးဖွားတာရှိတယ်သားအိမ်ကမွေးဖွားတာရှိတယ်တန်တေတဇဆိုပြီးတော့အစိုးဓာတ်ကိုမှီပြီးတော့ဖြစ်လာတာရှိတယ်ဩပပတ္တိကဆိုပွားကနေပေါ်လာတာရှိတယ်အဲ့ဒါကိုယောနိ၄မျိုးလို့ခေါ်တယ်ဘုရားကျမ်းစာတွေမှာအဲ့တော့လူသားတွေဟာဒီအကြောင်းလေးမျိုးနဲ့မွေးဖွားနိုင်တယ်တဲ့မွေးဖွားဖို့မွေးဖွားနည်းမိခင်ရဲ့ဝမ်းကမွေးတာကိုဆလပူဇာလို့ခေါ်တယ်သားအိမ်ထဲမှာတိဆောက်ပြီးတော့စတင်ပြီးတော့ဖြစ်လာတာဆလပူဇာအဲ့ဒါကတစ်ခုနောက်တစ်ခုကတော့ဥကမွေးတယ်ဆိုတာတော့ကြက်တွေငှက်တွေလို့ပဲပထမဥထုတ်လိုက်ပြီးတဲ့အခါအပြစ်မှာဥကနေပြီးတော့တခါလူသားဖြစ်တာရှိတယ်အဲ့ဒါစာပေမှာတော့ရှာပါပေါ့ကွန်တတိတ်တမထေဆိုတာသူကကိန်းရဥကနေပြီးတော့လူသားဖြစ်လာတယ်ဆိုတော့မှတ်တမ်းလေးတော့ရှိတယ်
ဒါအန္တဇလူသားပေါ့ဆလပုဇလူသားကတော့ခဏိခေတ်မှာမွေးနေတဲ့ထုံးစံအတိုင်းပဲအဲ့ဒါပိုများတယ်အန္တဇလူသားဆိုတာအဲ့ဒီကိန်းနဲ့ရဥကနေပြီးတော့မွေးတာရှိတယ်ပေါ့နောက်တစ်ခုကတော့တန်တေရဇလူသားတွေကတော့ဗုဒ္ဓခေတ်ကစိဉ္သမနဝိကာတို့နောက်ပြီးတော့ရှေ့ပိုင်းကပထုမတေဝီတို့နောက်ပိုင်းမှာဆိုလို့ရှိရင်အမ္ပပါဠိတို့နောက်ပောက္ခရတတိပုံနာတို့အဲ့ဒါတွေကတန်တေရဇတွေသူတို့ကြာဘူးတယ်ပါလူဖြစ်လာကြတာသူတို့ကြာဘူးတွေကနေပြီးတော့လူဖြစ်လာကြတာအဲ့တော့တန်တေရဇနဲ့ဥပပါတိကဘာထူးတော့ဆိုရင်တန်တေရဇကလည်းဖြစ်ကြတဲ့ကသူကကိုယ်ရင်ကပြည့်ပြည့်စုံစုံနဲ့တခါတည်းဖြစ်တယ်နော်ဆလာပုဇနဲ့အန္တဇသားအိမ်လူစားနဲ့ဥကမွေတဲ့လူသားတွေကြတော့သူကအစင်းစင်တိုးတက်ပြောင်းလဲလာတာembryology စင်းစင်တိုးတက်ပြောင်းလာတန်တေရဇဆိုတာကြတော့မဟုတ်ဘူးအင်္ဂါခြေလက်အပြည့်စုံသေးသေးလေးအပြည့်စုံတခါတည်းဖြစ်တယ်ပြီးတဲ့အခါမှာတဖြည်းဖြည်းကြီးထွားလာတာသူကဖြည်းကြီးထွားလာတာဩပပတိကကြတော့တဖြည်းဖြည်းကြီးတာမဟုတ်ဘူးတကယ်မွေးဖွားလာတဲ့အချိန်မှာရှိသင့်ရှိလိုက်တဲ့အရွယ်စိုက်တိုင်းပေါ်လာတာသူကတခါတည်းတဖြည်းဖြည်းကြီးလာတာမဟုတ်အဲ့လိုကွဲပြားခြားနားမှုလေးတွေရှိတယ်နော်အဲတန်တေရဇတွေကတေးသေးလေးအပြည့်စုံအင်္ဂါခြေလက်အပြည့်စုံကနေတဖြည်းဖြည်းကြီးထွားလာတာဩပပတိကကြတော့ဘွားကနေပေါ်လာတာရှိသင့်ရှိလိုက်တဲ့အရွယ်ကိုတခါတည်းဖြစ်လာတယ်တော့အဲ့ဒီလိုလူသားတွေဟာမွေးဖွားဖို့မွေးဖွားနေ၄မျိုးနဲ့မွေးနိုင်တယ်တဲ့ဒါကိုကပ္ပဥကာလလူသားဟာဩပပတိကလို့ဆိုတာအဲ့ဒါကြောင့်မလို့ပြမကသိလာပြီးတဲ့နောက်မှာလူပြည်လူလောကမှာဘယ်တတ္တဝါမှမရှိသေးတဲ့အချိန်ဒီလူပြည်တိမဲ့ဩဃတလောမှာတတ္တဝါတွေမရှိသေးတဲ့အချိန်မှာလူသားတွေအရင်ဆုံးရောက်လာတယ်လို့ပြောနိုင်တယ်ပေါ့နော်တခြားတတ္တဝါတွေအကြောင်းတော့ပြတ်စပြမဟောဘူးဒီထဲမှာဟောမထားဘူးအဲ့တော့အဲ့ဒီခေတ္တကလူသားတွေဟာဘလောက်ဟိုသူတို့ရဲ့ဘဝဟာဘလောက်အဆင့်မြင့်တယ်လဲဆိုရင်သူတို့ရဲ့ကိုယ်ကာယဟာမနောမယတယ်ဟုတ်တယ်ပေါ့ထုတ်လုပ်တဲ့လူမရှိဘူးစိတ်နဲ့ပဲထုတ်လုပ်ထားတဲ့အရာပေါ့နော်ကိုယ်ဘွားစိတ်နဲ့ပဲထုတ်လုပ်ထားတာပိဋိပက္ခရှင်းတဲ့ဆိုတဲ့စိတ်ထဲမှာပျော်ရွှင်ချမ်းမြေ့နေတာဟာသူတို့အစားပဲစိတ်ညစ်တယ်လို့မရှိဘူးတယံဘဘာကိုယ်ခန္ဓာကိုယ်အထွက်တဲ့အယောင်လင်းနေနဲ့နေကြတယ်အန္တလိခစရာကောင်းကင်မှာသွာလာနေထိုင်ကြတယ်နေထိုင်စရာမြေကြီးပေါ်မှာနေတာမဟုတ်ဘူးကောင်းကင်မှာပဲနေတယ်သူပ္ပထာယိနောအမတန်လှပတင်တဲ့ကြက်တည်ရှိတဲ့ရုပ်တွေနဲ့စိရံဒီကမ္မတနာဒိဋ္ဌတိနှစ်ပေါင်းများစွာအကြာကြီးနေကြတာတဲ့အဲ့တော့ကဘာဟုလူသားအမတန်မှအဆင့်မြင့်တယ်ကောင်းကင်ပြန်တယ်ကောင်းကင်မှာနေတယ်ကိုယ်ရောက်ကိုယ်ဝါတွေရှိတယ်လှတယ်ဒါကဘာဟုကလူသားတွေရဲ့အချိန်အဲ့ဒီကဘာဟုကလာအချိန်နေပါဆိုလို့ရှိရင်အဲ့ဒီအချိန်မှာအမှောင်ဆိုတာမရှိဘူးလောကကြီးတစ်ခုလုံးလင်းချင်းနေတာပဲဘာကြောင့်လို့ဆိုရင်တရားရရဲ့ကိုယ်ရောက်လည်းလင်းနေတာပဲနေရင်လာတွေမရှိဘူးတဲ့နက္ခတ္တယမရှိဘူးကောင်းကင်မှာနော်နက္ခတ္တယနေလမရှိသည့်အတွက်ကြောင့်နေညခွဲခြားတာမရှိဘူးတဲ့လာတို့ဥဒုတို့နှစ်တို့ခွဲခြားတာမရှိဘူးတဲ့အမျိုးသမအမျိုးသားအမျိုးသမီးဖိုးမခွဲခြားတာမရှိဘူးတဲ့အလုံးကတပုံစံနဲ့မွေးထားတယ်တရားရည်ကြီးပဲကောင်းတော့နော်တတ္တလို့ပဲခေါ်တယ်အဲ့ဒီအချိန်မှာနှစ်ပေါင်းများစွာအဲ့လောက်နေလာပြီးတဲ့အချိန်မှာဘာဖြစ်လာတော့ဆိုကဘာကြီးရဲ့ပြောင်းလဲမှုကြောင့်ခုနရေပြင်ကအပေါ်ကျော်တင်ပြီးတော့ရတပထဝီဆိုတာပေါ်လာတယ်ပေါ့အစီတက်ပြောမှာပေါ့မြေကြီးကနေအစီတက်လာအပေါ်ရမှာအစီတက်မလိုက်နေတက်လာတယ်
အဲ့ဒီမလိုက်နေကကြည့်ရတာအစင်းရောင်ကလည်းလှပတယ်အစင်းရောင်ကြည့်လို့ရှိရင်လည်းပဲအလွန်လှတယ်ဘာနဲ့တူတော့ဆိုထောပတ်အစင်းဆိုဝါနုနုလေးဖြစ်မှာနော်အဲ့ဒီမြေကြီးတက်လာတဲ့ဟာအယောင်ကထောပတ်အယောင်နေအနမ်းကလည်းပဲမှုကြိုင်နေတယ်နော်အနမ်းကလည်းမှုကြိုင်နေအရသာကတော့ပြားရည်လို့ချိုးနေတယ်လို့ပြောတာအဲ့ဒီရတပထဝီပေါ်လာတဲ့အခါလူတွေရဲ့စိတ်နေသဘောထားတွေကပြောလာတယ်ငကိုတော့ကပီတိနဲ့ပဲနေတာအစားစားဖို့မရှိဘူးသူတို့ဘာမှမစားဘူးဒီတိုင်းနဲ့ပဲဘဝမှာကျင့်တ်နေတာနဲ့အသက်ရှင်နေကြတယ်အဲ့ဒီရတပထဝီမြင်တဲ့အခါကျတော့အဲ့ဒီမှာစူးစမ်းခြင်းနဲ့တတော်အဲ့ဒါကိုလောလစာတိကလို့ခေါ်တယ်နေရာကစူးစမ်းခြင်းတဲ့ပုဂ္ဂိုလ်တယောက်ပေါ့နော်လောလစာတိကအငြိမ့်မနေတတ်တဲ့လူပေါ့အငြိမ့်မနေတတ်တဲ့တတော်တယောက်ကဟာအယောင်လေးကလည်းလှလိုက်တာအနံ့လေးကလည်းမွေးနေတာပဲနော်အရသာဘယ်လိုများနေမလဲဆိုအရသာရှာကမှသိတာလေလှတယ်တို့အနံ့တို့ဆိုတာမျက်စိဒီလှတယ်ဆိုတာမျက်စိကကြည့်လို့ရတယ်အနံ့ကောင်းတယ်ဆိုတာလည်းနှာခေါင်းကတရင်ပို့မယ်အရသာကြတော့ तू ကရှာကမှပြောနိုင်တာအဲ့ဒါနဲ့ तू ကစူးစမ်းညင်တော့လက်ချောင်းလေးနဲ့အသားလေးကော်ပြီးတော့ရှာပေါ်တင်ကြည့်လိုက်တယ်ချိုးတယ်ချိုးလိုက်တော့ဘာဖြစ်တော့အစားအစာဆိုလူတွေလည်းတူတူပဲလေခဏခေတ်လူတွေလည်းတူတူပဲမစားဘူးတဲ့အစားအစာစားကြည့်လိုက်ပထမမြည်ကြည့်တယ်ပေါ့နည်းနည်းမြည်ကြည့်တော့ကြိုက်သွားတယ်သူလည်းအဲ့တိုင်းပဲဒါကြိုက်သွားတယ်သူကြိုက်သွားခြင်းဒီတဏှာတက်ရောက်လာခြင်းပဲဖြစ်တယ်အဲ့တော့သူတို့ရဲ့စိတ်နဲ့သဘောထားတွေကြည့်ပြောင်းလာတာကိုကြည့်နော်ငကိုတော့ကအစာအာဟာရစားတာမဟုတ်သည့်အတွက်ကြောင့်အစာနဲ့ပတ်သက်တဲ့ရတတဏှာဆိုတာမရှိဘူးအခုအဲ့ဒီလူကကောက်ပြီးတော့ရက်လိုက်တဲ့အခါပါချိုမြမြလေးဆိုတော့သူကသဘောကျတော့ကြိုက်တယ်နှစ်သက်တယ်တွေ့တာလေဆိုတဲ့တဏှာပေါ်လာတယ်အဲ့တော့သူ့နမူနာကိုလိုက်ပြီးတော့ချက်တဲ့လူတွေကလည်းပဲသူရက်တယ်လို့ရက်ချီကြတယ်ခိုးလူကလာရက်ချီဒီလူကလာရက်ချီရက်တဲ့လူတွေကလည်းကြိုက်တယ်ဒါသဘောကျအဲ့တော့တယောက်တည်းမဟုတ်ဘူးလူတိုင်းဟာကြိုက်တယ်နှစ်သက်တယ်တွေ့တာလေဆိုတဲ့တဏှာတွေကရင်ထဲရောက်လာတယ်အဲ့ဒါဆွေးဖို့အကြောင်းတစ်ခုပဲနော်ဒါလောက်ကလေးနဲ့ခဏခေတ်တော့ဘာမှမဖြစ်ဘူးလို့ပြောနိုင်တယ်အဲ့ဒီခေတ်ကလူတွေကအဲ့ဒီလောက်ကိုကြီးမားတဲ့သဘောထားပဲနော်ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဒီအမုံမွားလေးဆိုတော့အမုံမွားလေးတခုอ่ะလက်ဖွားထဲမှာထက်ပုတ်မယ်ဆိုရင်ဘာမှမဖြစ်ဘူးနော်ဘာမှမဖြစ်နိုင်ဘူးဒါပေမဲ့အဲ့ဒီလက်ဖွားထဲထက်ပုတ်လို့ဘာမှမဖြစ်တဲ့အမုံလေးကိုမျက်စိထဲထည့်လိုက်ရင်မျက်စိကခလုတ်ခလုတ်ဖြစ်သွားအဲ့ဒီဥပမာအတိုင်းပဲနော်လက်ဖွားမှာဘာမှမဖြစ်ဘူးဒါပေမဲ့ဒီကနေ့ခေတ်မှာဒီတဏှာလောက်ကတော့ဘာမှမဖြစ်ဘူးသို့တော့သိတန့်ရှင်းစင်ကြယ်နေတဲ့အချိန်မှာအမဲဆက်ကလေးကတစ်ဆက်ဆိုတစ်ဆက်မှသိတာသွားတယ်သူတို့ကအဲ့ဒီရတပထဝီကိုကြိုက်နေတဲ့တဏှာလေးပေါ်လာခြင်းဟာသူတို့ရဲ့စိတ်တွေသဘောထားပြောင်းလဲသွားခြင်းပဲဖြစ်တယ်အဲ့ဒီတဏှာကိုသူတို့ကဒီလောဘဆိုတာဘဝတစ်ခုရတိုင်းလည်းဒီလောဘစားတာပဲလေလောဘစားတာဘောအနိကတိဆိုဘယ်ဘဝရောက်ကြိုက်တယ်ဒါဖြင့်ငရဲရောက်တဲ့လူတွေရောကြိုက်လားဆိုရုပ်တည်းကြိုက်တယ်လို့ပြောတယ်ငရဲရောက်တဲ့လူတွေကြောချမှတပြမှန်းသိတာလေတပြလို့မထင်ဘူးစာပထမမီးရောင်တောင်ရွှေရောင်ထင်နေတာမကြောက်ဘူးရောက်ရကစားတော့ကိုရတဲ့ဘဝပျော့ကြတာကြီးပဲလေအကုန်လုံးဒါကြောင့်မို့လို့ဘဝနိကန္တိဆိုတာဒီဘဝတစ်ခုမှလောဘကပဲစားပြူတာအခုလည်းကြည့်ကဘာဥလူသားတွေမှာပထမဆုံးဖြစ်လာတာလောဘပဲနော်တဏှာလောဘရာဂထူးထူးပဲအဲ့ဒီဟာအရင်ဖြစ်လာပြီးတော့ယင်နဲ့ရောက်လာတဲ့အခါကျတော့နောက်ဆုတ်သွားမှမဟုတ်ဘူးလူတွေခဏခေတ်ကလူတွေလိုပဲကြိုက်လို့ရှိရင်မရအောင်စားမယ်မှားစားမယ်နိုင်ငံညာတောင်မှားမယ်ကိုယ်နိုင်ငံမရှိလေလိုက်ရှာမယ်
နော်အဲ့တော့ရတပထဝီကိုဒီရတဲ့အခါမှာလူတွေဘာလို့တော့ဆိုရက်ချီလို့ကြိုက်သွားတဲ့အခါမှာအာရပါရလက်တွေနဲ့ကော်ပြီးစားကြတော့အဲ့ဒီလိုစားပြီးတော့နော်လက်နဲ့ကော်ပြီးတော့စားတဲ့အဆင့်ရောက်လာတဲ့အခါကျအစာတွေစားပါများလာတဲ့အခါကျတော့တဏှာတိုးတဲ့တိုးလာတော့ကိုရောင်ကိုဝါတွေကမတောက်ပါတော့နော်ဖန်တုံးကြီးမှာချင်းကြီးတွေတက်လာတယ်လို့ပဲသူတို့ကတယံပပါကိုယ်တိုင်ကိုဝါဆိုတာတွေပျောက်သွားတယ်တဲ့နောက်တစ်ခါကိုရောင်ကိုဝါပျောက်သွားတဲ့အခါကျတော့မှအမှောင်ကြီးတွေမှာမနေတတ်တော့သူတို့ရဲ့ကံအားလျော်စွာနေပေါ်လာတယ်နေကွယ်သွားတဲ့အခါသူတို့ရဲ့ဆန္ဒအရာလာပေါ်လာတယ်ဟောနေရီလာတွေအဲ့လိုပေါ်တယ်အဲ့လိုပေါ်ပြီးတော့နက္ခတ်တွေတာယာတွေကောင်းကင်မှာပြည့်ပြည့်စုံစုံအကုန်လုံးဖြစ်လာတယ်လာတွေလာဝက်တွေနောက်ဥဒုတွေနှစ်တွေအဲ့ဒါတွေအကုန်ပေါ်လာပြီးတော့လောကကြီးတစ်ခုကပြန်လေးစတင်တဲ့အဆင့်ရောက်သွားတယ်ဒါလည်းဟိုပြောရတာမြန်လားနှစ်ပေါင်းများစွာကြာမှပြောင်းလဲလာတာနော်အဲ့ဒီမြေစီတို့မြေဩဇာတို့ဆိုတာခဏထီအောင်ကဘာမြေကြီးထဲမှာရှိနေပုံရတယ်ဘာဖြစ်လို့တော့ဆိုဝေရင်းစာပြည်မြတ်စွာဘုရားဝါဆိုတဲ့အချိန်မှာမိုးခေါင်ကြီးရှာပြီးတော့အငတ်ပေကြီးစိုက်တယ်စိုက်တဲ့ပြကောက်ပင်နဲ့အကုန်လုံးရိုးရမယ်ဖြစ်သွားတယ်ရှေးခေတ်ကတော့ဆက်သွယ်ရေးမကောင်းတော့တနေ့နဲ့တနေ့ကူလို့မရဘူးဝေးကြီးတွေအဲ့တော့ဝေရင်းစာထိတာမှာအစာကမို့ခေါင်းမာတယ်လူတွေတေးကြချေကြအဲ့ဒီအချိန်မှာဘုန်းကြီးတွေကဘယ်လိုလုပ်ဆွန့်ခံလို့ရမလဲမြတ်စွာဘုရားနဲ့တန်ခါ900ကဝိရိယမှာရှိနေတယ်အဲ့တော့ဆွန့်ခံလို့လည်းမရနိုင်တော့မရနိုင်တော့အဲ့ဒါဟိုခင်ကမြေရဲ့မြောက်ဖက်ဒေသကနေပြီးတော့မြင်းတွေကိုမွေးပြီးဒီဘက်မြင်းကုံတွေလာတာရှိတယ်အဲ့ဒီမြင်းကုံတွေကမြင်း900စားဖို့ဆိုပြီးတော့ခြုံတွေကိုပြုတ်ထားပြီးတော့အဲ့မြင်းစာအဖြစ်ယူလာတဲ့ခြုံတွေရှဟန်တွေကအဲ့ဒီမြင်းဝိုင်းခေါ်တာပေါ့လေရောင်းမဲ့မြင်းတွေနဲ့စက်ခန်းချတာတဲ့နေရာသွားပြီးတော့ဆွမ်းခံကြတော့အဲ့ခြုံလေးတွေပေးတယ်မြင်းစာခြုံတွေကိုလောင်းထည့်ပေးလိုက်တယ်လှူကြတယ်သူတို့ကတရားရှိတဲ့လူဆိုတော့အဲ့လိုလှူပြီးတော့တဝါတွင်လုံးအဲ့ဒီမြင်းစာခြုံပဲစားကြတယ်ရနေအဲ့ဒီအချိန်မှာရှင်မောကလန်ကစဉ်းစားတယ်ဆွမ်းခံလို့လည်းမရဘူးအစားအစာမတမရှာပါတယ်ဝါတွင်ကာလကြီးဆိုတော့ခီးသွားဖို့လည်းခက်တယ်3နာရီတောင်နေရမှာအဲ့တော့ဒီကိုယ်တော်တွေဆင်းရဲတာမကြည့်နိုင်တော့ဖျားစီသွားတယ်သူစိတ်ကူကပါတော့သူကတကူရှင်ဆိုတကူနဲ့ပဲစဉ်းစားရှင်ပြတဲ့အခုကအစားတော့တွေခဲရင်နေတယ်တဲ့ရှာနေရဆုံးခံစားလို့လည်းမလွယ်ဘူးတဲ့အဲ့တော့ဒီကဘာမြေကြီးအောင်မှာမြေဩဇာမြေစီမြေလွှာမြေဩဇာတွေရှိနေပါတယ်တဲ့နော်အခုဒီအချိုတက်တွေကဘာဥက္ကလာမှာပေါ်တဲ့ရတပထဝီတွေအောက်မှာရှိနေသေးတယ်အဲ့ဒါတွေကိုတပီတော့ထုတ်ပြီးတော့ကိုယ်တော်တွေကိုကျွေးကျင်တယ်ပေါ့အဲ့ဒါတွေသူဆန္ဒအဲ့လိုကျွေးကျင်တယ်ဆိုမြတ်စွာဘုရားမင်းဘယ်လိုထုတ်ပါတော့ဆိုအခုလက်ရှိမြေကြီးပေါ်မှာရှိတဲ့တရားတွေကိုအဲ့ဒီလိုကဘာမြေကြီးတစ်ခုလက်ဖွာတစ်ခုပေါ်မှာဘယ်ဘက်လက်ပေါ်မှာအဲ့ဒီမြေကြီးဖန်ဆင်းပြီးတော့ဒီတရားတွေကိုအဲ့ဒီကိုခဏရွှေ့ထားပြီးတော့ညာဘက်လက်နဲ့မြေကြီးကိုပြောင်းပြန်လှန်လိုက်မယ်ဆိုရင်အောက်ခြေမှာအဲ့ဒီမြေဩဇာတွေရှိတယ်ပေါ့အဲ့ဒါတွေယူပြီးကျွေးမယ်ဆိုအဲ့ဒါမဆိုးစာနာရိခါအတွက်တော့ဒါဖူးလုံတော့မယ်နော်မြေကြီးအောင်မှရှိနေသေးတယ်ကမ္ဘာစာနာရိခါအဖွဲ့ကိုတရင်ပေးထားမြေစီတွေရှိနေသေးတယ်ဆိုတာသိချရတယ်ပေါ့မြေစီမြေဩဇာတွေရှိနေအဲ့လိုလုပ်မဲ့ဆိုတော့မြတ်စွာဘုရားကမလုပ်ချင်မှနဲ့မောက်ကလန်တဲ့လူတွေဟာတောင်းကြလို့ရှိရင်ဟိုအယူစားတွေတွဲမှာကောမှာလိမ့်မယ်မလုပ်ပါနဲ့ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားရှင်မောက္ကလန်တို့တကူရှိတဲ့ပုဂ္ဂိုလ်တွေကလုံနိုင်တော့လေနောက်တစ်ခေတ်ကျရင်တကူမရှိဘူးဆိုရင်မလုံနိုင်ရင်လူတွေကပြစ်မှားလိမ့်မယ်
အလကားပါတဲ့ခေဖို့ကြီးတွေဘာမှမစွမ်းတော့ဟိုရှင်မောက်ကလန်တို့လိုမတတ်ဘူးဆိုပြီးတော့လူတွေကဒီတကူမရှိတဲ့သူတော်ကောင်းတွေကိုပြစ်မှားမိလိမ့်မယ်တဲ့ဒါကြောင့်မလှုပ်ချင်ပါနဲ့နောက်တစ်ခုထပ်တောင်းသေးတယ်ရှင်ပြအဲ့လိုဆိုလို့ရှိရင်မြောက်ကျွန်းကိုဆွမ်းခံမှုဥဒ္ဒရကုရုဆိုတဲ့မြောက်ကျွန်းဘက်ကိုဆွမ်းခံမှုပြီးတော့လှုပ်ပြီးတကူရှိတဲ့ကိုတော်ဖြစ်စေမရှိတဲ့ကိုတော်ဖြစ်စေမြေကျောကိုရှုံးလိုက်လို့ရှိရင်ဒီကိုနေရာကျောင်းနာမြောက်ကျွန်းကရောက်လာတဲ့အခါမြေကျောပြန်ဆန်းလိုက်မြောက်ကျွန်းရောက်သွားပြီဒီကိုတော်ပြန်ကျင်တဲ့အချိန်ကျတော့လည်းဒီဘက်တက်လိုက်အောင်အဲ့ဒီပုံစံနဲ့သူကလှုပ်ပြီးမှပြောဖေရမလှုပ်ပါနဲ့ဒါတွေဘိုက်အတွက်ဝမ်းရည်အတွက်ဒါတွေကိုအသုံးချတာမကောင်းဘူးပေါ့နော်ပြဿနာကြုံတွေ့လာရင်အဲ့ဒီပြဿနာကိုကြံ့ခံကြိုက်တယ်ဖေရဖြစ်ပေါ်လာတဲ့ပြဿနာခါစီခံဆိုလိုတာဘလောက်ခဏရှိတယ်လူတွေမှာသူတို့ကောင်းတယ်အဲ့ဒါတွေကိုကြည့်မယ်ဆိုရင်ဒီကဘာဦးကမြေစီတွေအဲ့ဒီမှာရှိနေသေးတယ်လို့ဆိုနိုင်တယ်ပေါ့နော်အဲ့ဒီမှာဒီမြေစီကိုစားပြီးတော့တရားတွေဟာနှစ်ပေါင်းအကြာကြီးမြေစီဆိုတာစားပြီးတော့လူတွေအကြာကြီးနေခဲ့ကြတယ်ဘယ်လောက်ထိအောင်ကြာလာတော့ဆိုခုနနေတွေလာတွေပေါ်လို့ကဘာကြီးတိဆောက်ပြီးတဲ့အချိန်မှာသူတို့ဒါတွေပဲစားနေကြတယ်သူတို့ကိုရောက်နေရလဲပျောက်သွားပြီသို့တော့ဒီသူတို့ရဲ့အစာဟာရတပထဝီဆိုတဲ့မြေစီမြေကိုစားပြီးတော့နေတော့တဖြည်းဖြည်းအဲ့ဒါတွေစားရပါများတဲ့အခါကြတော့တဲ့သူတို့ရဲ့ခန္ဓာကိုယ်ကနည်းနည်းအရင်တော့လေနုညံ့ညံ့ကလေးကနည်းနည်းကြမ်းလာတယ်နော်ခန္ဓာကိုယ်ကြမ်းလာတဲ့အခါကျတော့အယောင်စင်းနေတယ်ပြောင်းလာတယ်နည်းနည်းအရင်တော့လို့တောက်ပမနေတော့ဘူးကိုရောက်ကိုယ်ကတောက်ပနေတာမဟုတ်တော့ဘူးစာကြံနေစာသည့်အတွက်ကြောင့်တို့ဖြစ်လာတယ်အဲ့တော့ဘာဖြစ်လာတော့ဆိုလှသူနဲ့မလှသူကွဲလာတဲ့အချိန်မှာစပြီးတော့လှသူမလှသူကွဲလာတာသူကသူကွဲရုံနဲ့မဟုတ်ဘူးလှတဲ့လူကနော်မလှတဲ့လူတွေကိုထင်သေးတာတွေဖြစ်လာတယ်မယမေတိဟိဝန္ဒတရာအမေဟိတိဒုဗ္ဗနတရာတဲ့လှတဲ့လူကလည်းငါကသူ့တဲ့လှတယ်မလှတဲ့လူကလည်းငါကတော့သူ့တဲ့ရုပ်ဆိုတယ်လူချင်းမှာခွဲခြားတဲ့အမြင်တွေပေါ်လာတယ်အဲ့ဒီခွဲခြားမြင်လာတဲ့အမြင်ဟာကိုယ့်ရဲ့ဘဝအခြေအနေတစ်ခုပေါ်မှာအထင်ရောက်တဲ့မာနလို့ခေါ်တယ်အဲ့ဒါခုနတဏှာပြီးတဲ့အခါမာနထပ်ဝင်လာတယ်လှသူကမလှသူတွေကိုထင်သေးလာတယ်မလှသူတွေလေအစိတ်ဓာတ်ကြလာတယ်ပုံမှန်မဟုတ်တော့အစင်တန်းချင်းအဲ့လိုပြောင်းလဲမှုတွေဖြစ်လာတယ်အဲ့ဒီမှာစာပေရပါဆိုတော့ဆိုဝဏ္ဏတိမာနပစ္စယပူလှတယ်လို့အထင်ရောက်လို့မာနတိမာနစာတိကမနဲ့ရတက်တာလူတွေကကိုအထင်ကြီးကြီးလာတယ်ငါလှတယ်သူလည်းလှတယ်အထင်ကြီးလာတဲ့အခါကျတော့ခုနကနှစ်ပေါင်းများစွာစားလာတဲ့မြေစီမြေလွားတွေကကုန်ခန်းသွားတယ်ပျောက်ကွယ်သွားပြန်အစားတစ်ခုပျောက်သွားပြန်ပြီအဲ့ဒါမာနကြောင့်ပျောက်တာနော်မာနကြောင့်ပျောက်သွားတာခုနကိုရောင်ကိုကပျောက်တာတော့တဏှာကြောင့်ပျောက်သွားတာအခုမာနကြောင့်မို့လို့ပျောက်သွားပြီပျောက်သွားတဲ့အခါကျတော့လူတွေဟာဆုံစည်းပြီးတော့ညှိတွားကြတယ်တဲ့ဟောရတံအရသာရှိလိုက်တာဒီအရသာရှိတာလေးအခုမတွေ့ရတော့ဘူးပျောက်သွားပြီအောက်မေ့လိုက်တာဆိုညှိလိုက်တယ်ရတ္တပထဝီကိုမျောပြီးတော့တန်တာနေချတယ်ညှိငွေ့ကြတယ်ဒါကြောင့်မို့လို့ခုခေတ်လူတွေလည်းအရသာရှိလေးတွေ့လိုက်လို့ရှိရင်ဟောရတံကောင်းလိုက်တာအရသာရှိလိုက်တာကောင်းလိုက်တာရတာရှိလိုက်တာဆိုတာပြန်ပြီးတော့လွမ်းတာတဲ့စကားကိုဆိုကြတယ်ခုကလူကြီးတွေလည်းပြောကြတယ်လေဒုငယ်တော့ကတော့တဲ့ဘာသာရတာရှိတယ်ပေါ့အခုများဘာသာလိုက်မှရတာမရှိဘူးပေါ့ဒုငယ်တော့စီးသည်ဆိုလဲချုံမချိုး
မင်္ဂလာသီးဆိုတော့ကောင်းမှကောင်းအခုခေတ်မင်္ဂလာသီးတွေမကောင်းပါဘူးလို့ပြောနော်ခေတ်ပြောင်းလာတော့အသီးနှံရတယ်ပြောင်းတာမဟုတ်ကိုရှာကလည်းပြောင်းသွားပြီငယ်တော့ရှာမဟုတ်တော့အရသာအသိမရတော့နော်ဆွေးရမှုတွေအဲ့လိုလာတော့မြေစည်းမြေလွှာမြေဩဇာတွေကျသွားတဲ့အခါမှာလည်းသီးနှံရဲ့ဒီအာဟာရလည်းရောကျတာပဲလေဒါကြောင့်မို့ဖျားတွေပွင့်တဲ့အခါမှာဂေါရမဖျားလက်ထက်မှာပွင့်တဲ့သီးနှံစားရတဲ့အစာအာဟာရတတိသိရွယ်ကသဝဖျားလက်ထက်ကစိုက်လို့ပြိုးလို့ရတဲ့စားရတဲ့တတိသိနှံသိရွယ်မတူဘူးဘာကြောင့်မတူတာတော့ဆိုခုနအဲ့ဒီမြေစီမြေလွှာတွေကဆုပ်ယုတ်သွားတာရှေ့ပိုင်းကကသဝဖျားလက်ထက်ကစိုက်ပျိုးထားတဲ့သီးနှံတွေကလူရဲ့ခန္ဓာကိုယ် maintenance လုပ်တာ sustain လုပ်တာနှစ်ပေါင်းများစွာလုပ်နေအနှစ်2000ထိအောင်လူတွေရဲ့ခန္ဓာကိုယ်ထိန်းထားတယ်မအိုးဘူးအဲ့လောက်ထိအောင်မအိုးတော့ဘူးမသေးဘူးလူရဲ့ခန္ဓာကိုယ်ကနုပြုတ်နေအောင်ထိန်းထားနိုင်တယ်အခုကောရမဘုရားလက်ထက်ရောက်တဲ့အခါကျတော့မြေစီမြေလွှာတွေကလည်းဆုတ်သွားပြီအဲ့ဒီပေါ်မှာစိုက်ပျိုးတဲ့သီးနှံတွေရဲ့ဩဇာတက်ကလည်းညံ့သွားပြီညံ့သွားတဲ့အခါကျဒါစားရဟာအနှစ်30 50 60နော်80လောက်ဆိုမရှိတော့60လောက်ဆိုအိုးကုန်ညာမထိန်နိုင်ဘူးဒီအာဟာရတက်ကမထိန်နိုင်တော့သိပြီတော့အဲ့ဒါလို့ဆိုလေတတန်ရှည်ခြင်းတို့ခြင်းဟာအဲ့ဒီဥဒုနဲ့အာဟာရနဲ့ဆိုင်တယ်တဲ့ဥဒုပေါ်မိပြီးတော့ဖြစ်လာတဲ့မြေကြီးအဲ့ဒီပေါ်မှာအမိဖြစ်တဲ့သီးနှံတွေရဲ့အစီဩဇာအဲ့ဒါကွာခြားတယ်နော်တခြားနည်းလည်းပဲကွာခြားမှာမနေ့ကတော့ပြောကြသေးတယ်ကြားလိုက်သေးတယ်ရှမ်းကုန်းမှာစိုက်တဲ့သီးနှံနဲ့ပြုံဦးလည်းဟာသီးနှံမတူဘူးဆိုတာနော်တရားနေရာဒေသလိုက်ပြီးတော့ကွဲပြားခြားနားမှုရှိဒါရှိနိုင်တယ်လေရှိနိုင်တယ်ဒေသလိုက်ပြီးကွဲပြားခြားနားမှုတွေရှိတယ်ဘယ်အထက်တဲ့သီးနှံပိုကောင်းတယ်ဆိုကြားဘူးတာတော့မုံညင်းတို့ဘာလို့ဆိုလို့ရှိရင်ဘိန်းကင်နာကမုံညင်းပိုကောင်းတယ်လို့ကြားတယ်ဘိန်းဆိုင်တဲ့နာမှာဆိုင်တဲ့မုံညင်းတွေကပိုကောင်းတယ်တဲ့ရတာရှိလက်ဖက်တောင်မှပဲတတောင်နဲ့တတောင်တနဲ့နဲ့တနဲ့လက်ဖက်ရတာချင်းမတူကွဲပြားခြားနာတယ်ဒါတွေကဖြစ်နိုင်တဲ့အရာတွေကြီးပဲပေါ့နော်အဲ့တော့ရတပထဝီပျောက်ကွယ်ရခြင်းအကြောင်းကဘာကြောင့်လို့ဆိုတော့လူတွေဟာတူတူထင်သေးခြင်းကိုထင်ကြည့်ခြင်းဘဝမြင်ခြင်းထင်သေးခြင်းဆိုတဲ့မာနတရားတွေယင်ထဲမှာရောက်လာတယ်အဲ့ဒီရောက်လာသည့်အတွက်ကြောင့်အဲ့ဒီအကုသိုလ်ကြောင့်ရောက်ကြတာဆုပ်ယုတ်တယ်မှန်သမျှအကုသိုလ်နဲ့ဆိုင်တယ်ပထမတုန်းကကိုရောင်ကိုဝါရီပျောက်သွားတာကတဏှာအတ္တပထဝီဆိုတဲ့ကောင်းမြတ်တဲ့အစာတစ်ခုပျောက်ကွယ်သွားတာကမာနအဲ့တော့လောကကြီးမှာဒီယင်ထဲမှာဖြစ်ပေါ်လာတဲ့ဒီကိလေသာပေါ့နော်ကိလေသာဆိုတဲ့ဒီအကုသိုလ်စိတ်တွေကအကုသိုလ်စိတ်ဆန္ဒတွေကြောင့်မို့လို့ကဘာကြီးကပြောက်ဆုပ်ယုတ်ပြလာတာပဲဖြစ်တယ်အဲ့ဒါကိုတန်ဝေကယူကိုမြတ်စွာဘုရားဟောတာနောက်ဟုတ်ပြီရတပထဝီကွဲသွားတဲ့အခါကျတော့သူတို့ရဲ့ကုသကံအားလျော်စွာရတပထဝီလောက်ဟိုကောင်းညမတော့ကောင်းမှာပေါ့နော်ရတပထဝီအစာဘာအစာထိုးလာတယ်လဲလို့ဆိုရင်ภูมิပပတကတဲ့မြေလွှာမြေရအလွှာလိုက်ချက်လိုက်ဖြစ်လာတယ်ခုနကတော့တကယ်အစီအနစ်ကြီးပဲအခုကျတော့အချက်လိုက်လွှာလိုက်တွေဖြစ်တယ်ဘာနဲ့တူတုံးဆိုလို့ရှိရင်မှုနဲ့အလားတရတူတယ်အဲ့တော့ကိုယ်အမြေကြီးရတယ်မှုတက်လာတဲ့သဘောပေါ့နော်အဲ့ဒီမှုပွင့်ကြီးတွေလို့ဖြစ်လာအဟိစတကမှုပွင့်အဲ့ဒီမှုပွင့်ကြီးတွေကလည်းပဲလှတယ်တဲ့အနံ့ရတာနဲ့ပြည့်စုံတယ်အစင်းရောင်ကတော့ခုနလိုပဲထောပတ်ရောင်ပဲတဲ့အရသာကြတော့ပြာအရသာနဲ့ပြာရည်နဲ့အရသာချင်းတူတယ်အရသာတော့မကွာဘူးအဲ့လိုပေါ်လာတယ်အဲ့တော့တရဝါတွေဟာလူသားတွေဟာကဘာဥကလူသားတွေဟာအဲ့ဒီမြေလွှာဆိုတာပေါ်လာတဲ့အခါကျတော့အဲ့ဒါကိုစားဖို့
ကြိုးစားလာကြပြန်အဲ့ဒီအစာစားပြီးတော့နှစ်ပေါင်းများစွာနှစ်ပေါင်းသိန်းချီချီအောင်ကြာပြီးတော့အဲ့ဒါအစာနဲ့စားနေကြတယ်လူတွေဟာခုနကရတပထဝီတုန်းကအစာပို့နူးညံ့တယ်နော်နူးညံ့တယ်အခုကရတပထဝီနဲ့စားရင်မြေလွှာကအဖက်ကျန်းန်းနေပါလာနော်အဲ့လိုပေါ့ခိုးတော့အစီအနှစ်တွေကြီးပဲအခုကတော့အဖက်တွေပါလာပြီဖက်တွေပါလာတော့ကြာကြာစားလာတဲ့အခါခန္ဓာကိုယ်ကပို့ပြီးတော့ကျန်းတန်းလာတယ်ကျန်းတန်းလာတယ်အစင်းရောင်ကလည်းပဲကွဲပြားခြားနားမှုကပို့ပြီးတော့ထင်ရှားသိတာလာတယ်ပို့ထင်ရှားသိတာလာတဲ့အခါကျတော့ခုနလှသူမလှသူနှစ်ခုကွဲလာပြီးတော့မလှတဲ့လူတွေလှတဲ့လူတွေကမလှတဲ့လူတွေပေါ်မှာအထင်သေးမြင်သေးဖြစ်လာတယ်မာနတွေတက်လာကြပြန်တယ်မာနကနောက်ဆုံးမသွားဘူးတိုးတက်လာတာနော်လူတွေရဲ့ဒီလှပမှုမလှပမှုဆိုတာကွဲပြားခြားနားမှုတွေဒါများလာတယ်အဲ့ဒီလိုမာနအရှိန်ကတိုးမြင့်လာသည့်အတွက်ကြောင့်ဖူပြီးပတ်ပတ်တက်ကလို့ဆိုတဲ့မြေလွှာတွေကလည်းပျောက်သွားကြပျောက်တဲ့ဆိုတာချက်ချင်းဝုန်းခနဲ့ပျောက်တာတော့မဟုတ်ဘူးတဖြည်းဖြည်းပျောက်သွားတဖြည်းဖြည်းပျောက်တော့ဘာပေါ်လာတော့ဆိုပတာလတာမြေနွယ်ဆိုပေါ်လာတယ်ဘာနဲ့တူတော့ဆိုကွန်းနွယ်နဲ့တူတယ်ခုနကတော့မှုတွေလို့ဟာမျိုးတွေဖြစ်တာအခုကကြတော့နွယ်ပင်နေလို့ဖြစ်လာပြန်နော်နွယ်ပင်နေလို့ပေါ့နော်အဲ့ဒါကိုပတာလတာလို့ခေါ်တယ်ကွန်းနွယ်နဲ့အလားတရတူတယ်တဲ့သူကလည်းပဲအစင်းအနံ့အရသာနဲ့ပြည့်စုံတယ်တဲ့အစင်းကတော့ထောပတ်အယောင်ပဲတဲ့အယောင်ကတော့ထောပတ်အယောင်အရသာကတော့သိမကွာဘူးပြားရည်ရဲ့အယောင်ပဲပြားရည်ရဲ့အရသာပဲတဲ့နောက်ထပ်တတိယမြောက်အစာတစ်ခုပေါ်လာတာအဲ့ဒီအစာကိုပဲလူတွေကအာပြုတ်ပြီးတော့စားကြပြန်တယ်နော်တဖြည်းဖြည်းတော့အစာကျန်းလာတဲ့သဘောရှိတယ်အဲ့ဒါတွေနှစ်ပေါင်းများစွာစားလိုက်တဲ့အခါတဲ့ခန္ဓာကိုယ်အသားရည်တွေတဖြည်းဖြည်းပို့ပြီးတော့ကြန့်ခိုင်ကျန်းလာတယ်ပေါ့ပြီးတော့အစင်းရဲ့ကွဲပြားမှုတွေတယောက်နဲ့တယောက်မတူမှုတွေအစင်းလှမှုမလှမှုတွေပို့ပြီးတော့ဆိုးလာတယ်ဆိုးလာတော့ငါသူ့ရဲ့ပို့လှတယ်ငါတို့ကသူ့ရဲ့ပို့ရုပ်ဆိုးတယ်ဆိုတဲ့ခွဲပြားခြားနားမှုတွေဖြစ်လာတယ်ဖြစ်လာပြီးတော့မာနတွေကတက်လာကြတယ်မာနဆိုတဲ့သဘောကအထင်ရောက်တာပဲလေဘဝင်မျက်နာတို့အထင်ရောက်တာတို့စိတ်ဓာတ်ကြတာတို့အဲ့ဒါတွေကမာနတွေပဲအထင်ရောက်မှုပဲအဲ့ဒီလိုဖြစ်လာတဲ့အခါမာနတရားကြီးထွားလာသည့်အတွက်ကြောင့်ပရလတ္တာဆိုတဲ့မြေနွယ်ရလည်းပဲကွယ်သွားပြန်ရောတဖြည်းဖြည်းနဲ့ပျောက်သွားပြန်အဲ့ဒါနှစ်အနည်းငယ်မဟုတ်ဘူးတစ်ခုတစ်ခုဆိုနေပေါင်းများစွာအကြာကြီးအကြီးမှာနော်အဲ့တော့သူတို့ညီးတွားကြတယ်တဲ့ငါတို့မှရင်တော့နော်မြေနွယ်ရှိခဲ့တယ်အခုမရှိတော့ဘူးနော်လူတွေကထုံငယ်ငယ်တော့ငါဆွာလို့ပေါ့ကောင်းတာတွေပျောက်ွယ်သွားတဲ့အခါကျတော့ညီးကြတယ်အဟုဝတ္တနောအဟောတိအဟာတိဝတ္တနောငါတို့ဒါတွေရှိခဲ့တယ်တို့ငယ်ငယ်တော့ငါဆိုပြီးတော့ပြောတာအခုကျတော့မရှိတော့ဘူးပျောက်သွားတဲ့အပေါ်မှာပြန်ပြီးတော့ညီးတွားပြောဆိုကြတယ်တဲ့အဲ့ဒီလိုကဘာကြီးမှာအစာအာဟာရတွေကတဖြည်းဖြည်းပြောင်းလဲပြီးတော့လာတယ်နှစ်ပေါင်းများစွာကြာတဲ့အခါကျတော့အဲ့ဒီမြေပေါ်ပေါက်တဲ့ຫນွယ်ကြီးကလည်းပျောက်သွားပြန်သူပျောက်သွားတော့ဘာဖြစ်လာတော့ဆိုတော့ထင်းနဲ့ချက်เสียမလို့တဲ့အပင်ကနေခူးစားရတဲ့စပါးမျိုးပေါ်လာတယ်နော်ချက်เสียမလို့အပင်ကနေခူးပြီးစားလို့ရတယ်ဟာအကထဘာကောတာလိတလေးစပါးချက်နေเสียမလို့ဘူးအပင်ကနေခူးဆွတ်ပြီးတော့စားလို့ရတယ်အကနောအပေါ်ကနေအခွန်ကြမ်းမပါဘူးသူကအဆန်တိုင်းပဲအခွန်ကြမ်းမပါဘူးအထုတော့ဖွဲမပါဘူးတုတ်တော့စင်ကြယ်တယ်သူကတော့အနံ့ကလည်းကောင်းတယ်တန်တုလဖလောစဘာတိတာအခုခေတ်စဘာဆိုတာအခွန်နဲ့လာတာလေစဘာကြတော့အခွန်သူကြတော့တန်တုလဖလောတဲ့စံသီးအစားရတဲ့ဆံပဲအခွန်မပါဘူးအခွန်မပါတဲ့ဆံပေါ့နော်
ခွန်မစားလို့ရတယ်ပေါ့သူကခွန်ဘာဘာလေးဖြစ်ဖို့ရတယ်နော်ခွာကြီးအခွန်နေကျန်းလာတာလေခွန်နေကျန်းတော့မွားနိုင်တော့အဲ့တော့သူကြတော့တန်တုလက်ဖလောစဘာဆန်းအစီတိုင်းပဲဆန်းတိုင်းပဲနော်စဘာအစင်မဟုတ်ပဲနဲ့ဆန်းစီတိုင်းပဲတီးလာတယ်အဲ့ဒီဆန်းသီးတွေဆန်းနေကိုဘာလို့တုံးဆိုလူတွေကရှမ်းတန်သာယံသာယမသာယအာဟာရန္တိနော်ပါတော့တန်ဟောတိဝဏံပတိဝိရုံလံညနေစားလို့ရှိရင်အဲ့ဒီအပင်ကနေပြီးတော့ဆန်းစီလေးကိုဖြုတ်ယူလိုက်ပြီးတော့ညနေစားလိုက်ကြတယ်မနဲ့သွားကြည့်တော့အဲ့ဒါတွေပြန်ပြီးတော့ဖြည့်ထားနော်အဲ့အသီးလေးတွေကပြန်ပြေးနေတယ်ညနေမနဲ့ကြတော့သွားကြည့်ပြန်ပြီးတော့ပေါက်နေတယ်ပြန်ပြီးတော့ဖြည့်ထားတယ်တော့မနဲ့မှကြတော့လေမနဲ့စားအတွက်ယူပြီးတော့စားလိုက်တယ်ဆိုရင်ညနေကြတော့ပြန်ဖြစ်နေပြန်အဲ့တော့ဒီအသီးလေးကဘလို့ခုမပြောက်မကုန်မသွားဘူးလို့ပြောတယ်မနဲ့စားပြီးရင်ညနေကပြန်ထွက်နေတယ်အဲ့အသီးလေးတွေဆန်းသီးလေးတွေပြန်ထွက်နေတယ်နော်ခုတဲ့နေရတော့မပေါ်ဘူးတဲ့အမြဲတမ်းရှိနေတဲ့ပုံစံမျိုးဖြစ်တယ်တဲ့အဲ့ဒီအခဋ္ဌပါကပါဠိထင်းနဲ့ချက်เสียမလို့တဲ့တလေးထမင်းကိုစားပြီးတော့နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြတယ်တဲ့ဒါကဘာဦးကလူသားတွေနော်ကဘာဦးကလူသားတွေဟာအဲ့ဒီလိုပဲအစာကလည်းတဖြည်းဖြည်းကျန်းလာတယ်ခွာနော်နွယ်နဲ့စားလို့ရှိရင်ဒီဟာဆန်းစီဆိုတော့ပါလာတယ်ပေါ့နော်ပူကျန်းလာတယ်အဲ့ဒါစားလဲပြီးတော့လူတွေကနှစ်ပေါင်းများစွာနေတယ်နှစ်ပေါင်းများစွာနေပြီးတော့အဲ့ဒီဆန်းစီတွေစားပါများတဲ့အခါကျတော့ဘာဖြစ်လဲခန္ဓာကိုယ်ကလည်းခါတိုင်းနဲ့ပို့ပြီးတော့ကျန်းနလာတယ်ကျန်းနမှုတွေရှိလာတယ်အစင်းရောင်ကွယ်ပြားမှုတွေကလည်းကွယ်ပြားလာတယ်ဆိုပြီးတော့အဲ့ဒီမှာဘာထူးလာတော့ဆိုဖို့မကွယ်ပြားလာတာပေါ်လာတယ်အဲ့ဒီအချိန်မှာပေါ်တာနော်အဲ့ဒီဆန်းစားရအောင်နေစားပြီးတော့ပေါ်လာတယ်အတိတ်ဘဝတုန်းကအမျိုးသမီးဘဝမှာဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေကအမျိုးသမီးပြန်ဖြစ်သွားမျိုးသမီးပုံစံဖြစ်လာတယ်အမျိုးသားဖြစ်မဲ့ပုဂ္ဂိုလ်ကအမျိုးသားရဲ့အမှတ်သားတွေပြန်ပေါ်လာတယ်တော့အဲ့ဒီကနေစပြီးတော့သူတွေဟာဆက်ဆံမှုတွေဖြစ်လာတဲ့တဏှာလောဘတွေကများလာကြတယ်များလာတဲ့အခါကျတော့ပေါင်းသင်းဆက်ဆံမှုတွေအဲ့ဒီချိန်မှာဖြစ်ကုန်ကြဒါအကုသိုလ်တွေတိုးတက်လာတာရော့မသွားဘူးလို့ဆိုလို့တယ်ခုနမာနအပြင်မှာအခုတဏှာကာမဂုဏ်ဒါတွေကဒါများလာပြီးတော့လူတွေကအဲ့ဒီတော့ဆက်ဆံမှုတွေကဖြစ်လာတဲ့အခါကျတော့အင်ကြီးရကြီးပေါ်လာကြတယ်မကြိုက်တဲ့လူတွေကအဲ့လိုဆက်ဆံပေါင်းတဲ့မှုတွေကိုမကြိုက်တဲ့လူတွေကခဲနဲ့ပြစ်ကြတယ်နော်မြေမှုန့်နဲ့ပြစ်ကြတယ်အဲ့လိုလုပ်တယ်နွားချေးကြောင်နဲ့ပြစ်ကြတယ်လို့ဒီလိုဆိုတယ်အဲ့တော့နွားချေးကြောင်ရှိတယ်ဆိုတော့နွားတွေကပဲရောက်နေတယ်မသိဘူးဒီလိုနွားချေးကြောင်နဲ့ကောက်ပြစ်တယ်လို့ပါအဲ့နွားတွေလည်းရှိပုံရတယ်ကြည်ရတယ်အဲ့ဒါတွေကိုတော့အသေးစိတ်မပြောဘူးနော်ဘာဖြစ်လို့လူတွေဟာဒီလိုတယောက်တယောက်လုံးကြသလဲဆိုပြီးတော့အဲ့မှာသူတို့နွားချေကြောက်တွေနဲ့ပြေးကြပြီးတော့အဲ့ဒီကနေစားပြီးတော့အကာအဝယ်ဖြစ်ဖို့အိမ်ဆောက်တာပေါ်လာခဲ့တယ်ဒါအကိညာတုတ်မှာနော်ညမပြန်နေရှိတယ်ဖတ်ကြည့်ကြလို့ရှင်အကိညာတုတ်ဆိုတာကိုဖတ်ကြည့်အကိညာတုတ်ကဘာဦးကလူသားတွေဆိုလိုတဲ့အဓိပ္ပာယ်ကတော့လူလောကကြီးကအဲ့ဒီလိုတဖြည်းဖြည်းပြောင်းလဲလာခဲ့တာအဲ့ဒီပြောင်းလဲလာတဲ့အချိန်မှာဘာကြောင့်တဖြည်းတိုးတက်တာမဟုတ်ဘူးတဖြည်းဖြည်းဆုပ်ယုပ်သွားတာအကောင်းဆုံးကနေပြီးတဖြည်းရော့ကျလာတာဘာကြောင့်လဲဆိုခုနပြောတဲ့စိတ်နေသဘောထားတွေကြောင့်ပဲမကောင်းတဲ့စိတ်ဓာတ်တွေဝင်လာလို့အဲ့ဒါလိုဖြစ်လာတယ်အဲ့တော့အဲ့ဒီမှာရင်ရပ်သလားဆိုမရပ်ဘူးလူတွေကနော်အဲ့တော့လူတွေကပထမဆုံးကဆိုလို့ရှိရင်အိမ်တွေဘာတွေဆောက်ဒုနဲ့ဒုဆက်ဆံမှုတွေဖြစ်လာတယ်အဲ့ဒီမှာဘာပေါ်လာတော့ဆိုရှင်းတော့ကတော့အစာစားပြီးစားခြင်းပြီးဆိုတော့မှခုနက
ဆန်သီးကိုသွားပြီးတော့ယူပြီးတော့စားလိုက်ကြတာအဲ့နာမှာပဲစားတယ်ငှက်တွေလိုပဲအစားပြီးဆိုမှသွားစားလိုက်တယ်အဲ့ဒီမဲ့ခဏခဏသွားရမှပြင်းတဲ့လူတယောက်ကပါလို့တုံးဆိုနော်ခါတိုင်းကသူကမနေ့စားဆိုမနေ့သွားစားတယ်ညစားဆိုညသွားစားတယ်သူကမဟုတ်တော့ဘူးမနေ့စားညစားတခါတည်းခုအိမ်ယူသွားတယ်အိမ်ကြီးရှိလာပြီကိုအိမ်ကြီးရှိလာတော့အိမ်တယ်သွားတယ်မနေ့စားညစားအကုန်လုံးပေါင်းပြီးတော့စားတာဖြစ်တော့ကျန်တဲ့လူတွေကသူ့ခေါ်ကြတယ်ပေါ့ထမင်းစားချိန်ကြရင်သွားကြဆိုသွားစားကြအောင်ဆိုငါသွားစရာမလိုငါမနေ့စားညစားတခါတည်းလှုပ်ထားတယ်အဲ့ဒါသူ့နီးကိုတော့ကြပြီးတော့သူ့နောက်လိုက်လှုပ်ကြတဲ့အခါကျတော့တခါတည်းနဲ့နှစ်ရက်စာလှုပ်လာကြတယ်ကျန်တဲ့လူကလည်းနှစ်ရက်စာငါလည်းနှစ်ရက်စာနှစ်ချိန်စာပေါ့လေမနေ့စာညစာတခါတည်းယူထားလိုက်အဲ့ဒီလူတွေမနေ့စာညစာပေါင်းပြီးတော့သူ့သိမ့်ဆဲမှုတွေဖြစ်လာတယ်အဲ့ဒီကနေတခါတိုးပြီးတော့တရက်ကနေနှစ်ရက်စာယူသွားတယ်နှစ်ရက်စာနေသူ့နောက်လိုက်ပြီးတော့တစ်ချိန်နဲ့အဲ့လိုလုပ်တယ်ဟာကောင်းတယ်ဒါအလုရှုပ်သက်တာတယ်မင်းနီကောင်းတယ်ဆိုပြီးတော့လူတွေကရှူသွားကြတယ်နောက်အဲ့ဒီကနေစားပြီးတော့လူတွေဟာအစာအာဟာရသူ့မိသိမ့်စီးတယ်ဆိုတဲ့အလေးထားတစ်ခုပေါ်လာတယ်ပေါ့နော်သူ့မိသိမ့်စီးတယ်၄ရက်စာယူသွားတယ်၅ရက်စာယူသွားတယ်တစ်ပတ်စာယူသွားတယ်အဲ့လိုနဲ့အစာအာဟာရကိုသိမ့်ဆဲတာတွေလောက်လာတဲ့အခါကျတော့အဲ့ဒီသိမ့်ဆဲမှုသိမ့်စီးမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်သွားတော့ဆိုခုနကတော့ဆန်သီးတွေကဖွဲတွေပါလာတယ်အခွန်တွေပါလာတယ်ဆံမော်ရုပ်ရှက်လာတယ်နော်ခူးလိုက်တဲ့နေရာလဲနောက်ထပ်ပြန်မပေါက်တော့ဘူးဆွေးသွားတယ်အဲ့ဒါဆွေးသွားတယ်ပြီးတော့အုပ်စုလိုက်အပင်တွေဟာအဲ့ဒါလို့ပြန်ပြီးတော့ငကိုတုံးကတော့ပရိသပင်ကခူးစားတယ်လို့ခူးစားလို့ရတယ်အဲ့ဒီအခြေအနေကြီးကပျက်စီးသွားတယ်အဲ့တော့ဆုပ်သွားတာဘာကြောင့်ဆုပ်သွားတော့ဆိုခုနလူတွေရဲ့တဏှာလောဘကြောင့်ပဲငါဟာဆိုတဲ့သိသိတာလည်းပဲဒါတဏှာလောဘတစ်ခုပဲလေအဲ့လိုသိသိသူ့လောက်မှုကိုကြောင်းပြုပြီးတော့လူရဲ့အစားအစာတွေကဆုပ်ပြလာတယ်လို့အဲ့တော့စိတ်ဝင်စားကြတော့ကောင်းတယ်အဲ့တိုင်ကမ္ဘာလောကကြီးကဒါနှစ်တူတို့အတွင်းဖြစ်တတ်မဟုတ်ဘူးနှစ်အမတမှရှည်ကြတဲ့အချိန်မှဖြစ်တယ်အနှစ်ချုပ်ပြောရလို့ရှိရင်လူတွေရဲ့စိတ်နေသဘောထားတွေဟာတဖြည်းဖြည်းမကောင်းတဲ့စိတ်ကနော်ကိုအခွင့်အရေးလိုချင်တဲ့စိတ်တွေတို့သူများတဲ့အသာစီးရချင်တဲ့စိတ်တွေတို့သူများကိုထင်သေးတဲ့စိတ်တွေတို့အဲ့ဒါတွေကလွှမ်းမိုးလာတဲ့အခါကျတော့သူတို့ရဲ့ဒီအခက်ခဲတွေကပို့များလာတယ်ဆုပ်ပြတ်မှုတွေနဲ့ကျုံလာတယ်လို့သူတို့ဆိုတယ်အဲ့တော့ဒီအကညတုတ်ဟာနောက်ရက်ဒီမှာဆက်ပြီးတော့နားထောင်မယ်ဆိုလို့ရှိရင်စိတ်ဝင်စားစရာတွေပေါ်လာမှာမြတ်စွာဘုရားဟောတာကတော့အဲ့ဒီပုံစံနဲ့ပဲဟောသွားတာနော်တဖြည်းဖြည်းပြောင်းလဲသွားတာအကညတုတ်နဲ့ဆက်ပြီးတော့ကြည့်ရမှာတော့စက္ကဝတိတုတ်ဆိုတာယနေ့လူသားတွေရဲ့နိဗ္ဗာန်ကဘာဖြစ်လာမယ်ဆိုတာဟောတာအကညတုတ်ကလည်းပဲကဘာဥကာလကနေလာပြီးတော့တဖြည်းဖြည်းဆုပ်ယုတ်သွားပုံကိုပြောတာပဲအဲ့တော့တိုးတက်လာတာမဟုတ်ဆုပ်ယုတ်လာတာဆုပ်ယုတ်တာဘာကြောင့်ဆုပ်ယုတ်တုံးဆိုရင်လူတွေရဲ့ရင်ထဲကစိတ်နေသဘောထားတွေကြောင့်ဆုပ်ယုတ်တာဆိုတာကိုတတိတံဝေကထားပြီးတော့ကိုယ်တဏ္ဍမှာကိုပိုင်ဆိုင်မှုတွေမနာလိုစိတ်တွေမာနတွေတဏှာတွေအဲ့ဒီကိလေသာတွေကြောင့်လူတွေရဲ့အခွင့်အရေးတွေဟာတဖြည်းဖြည်းဆုပ်ယုတ်လာတယ်ကောင်းတာတွေဟာတဖြည်းဖြည်းပြောင်းလဲပြီးမကောင်းတဲ့ပဲရောက်သွားတယ်ဆိုတာဒီအကုသိုလ်တွေရဲ့ဆိုးကျိုးတွေပဲလို့ကိုယ်စီမှတ်သားပြီးတော့ကိလေသာတွေမဖြစ်ပွားအောင်ချိုးနှိမ်မှုကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းရှိစေချာ
ရှင်ဖေယဖေယတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ရှင်ကျင့်ပါပြုလုပ်ကြ၍အမတဒါနဓမ္မဒါနတရားလှူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ပါကကိုအမိအဖာအဖို့ဖွာဆွေမျိုးညာတိတို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏သာသနာတော်ဆောင်နှင့်လောကဆောင်နှင့်တို့အားကုသိုလ်အမြတ်ဝေငှပါကုန်၏31ဘုံကျင့်လေးကုန်သောလုံးစုံများစွာတတ္တဝါတို့သည်ကုသိုလ်အမြတ်ကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း